အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ထုံးစံတိုင်းလက်ကူယူရှင်ပြီးထမင်းမိစီမဲ့နှစ်ချံပေါင်ပစုံခတ်အချင်းဟင်းလေးချက်စားဖြစ်ပါတယ်ရှင်ချက်ဖို့အတွက်ပိုးထက်စီထည့်ပြီးစီပူလာပြီဆိုရင်တော့ထောင်းထားတဲ့ကြက်သွန်ဖြူကြက်သွန်ဒီကိုစီတက်ပါမယ်ဆန်နမုတ်အနည်းငယ်ထည့်ပါမယ်ကြက်သွန်လေးတွေနွမ်းလာပြီဆိုရင်တော့ညူတီစိတ်မုတ်ထည့်ပါမယ်ပြီးရင်တော့စင်းစားငပိလေးအနည်းငယ်ထည့်ပြီးကြက်သွန်လေးတွေ၆လာတဲ့အထိစီတက်ပေးပါမယ်ကြက်သွန်လေးတွေ၆ပြီးအနံ့လေးတွေမွှေးလာပြီဆိုရင်တော့တင်ထားတဲ့ချမောင်ရွက်တွေကိုထည့်လိုက်ပါမယ်ချင်ပေါင်ရွက်တွေကြည့်ပြီးချွဲလာပြီဆိုရင်တော့ညက်တွေပါထည့်ချက်ပါမယ်ပြီးရင်တော့ရေလေးထည့်ပြီးချက်ပါမယ်ရေစူလာပြီဆိုရင်တော့ပစုံလေးတွေပါထည့်ချက်ပါမယ်ရတာတော့ကတော့စားကြက်သားမုတ်ငပြားရီတို့ကိုမိမိစိတ်ကြိုက်ထည့်ပါမယ်ပြီးရင်တော့ညူဒီစိမ့်လေးအုပ်ပါမယ်ပစုံလေးတွေချက်အောင်လို့ခဏလောက်အဖုံးလေးအုပ်ပြီးချက်ပါမယ် Few moments laterရေပြန်စုပြီးပစုံလေးတွေချက်ပြီးဆိုရင်တော့နောက်ဆုံးအနေနဲ့နန်းနန်းပင်လေးအုပ်ပါမယ်ကဲခုဆိုရင်တော့နှစ်ချမောင်ချင်းဟင်းလေးရရှိပါပြီရှင်တကယ်ချင်းတို့ရေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာပြန်လဲကြိုဆိုလိုက်ပါတယ်နော်ကဲဒီနေ့စားမယ့်ဟင်းလေးကိုတကယ်ချင်းနေနဲ့ထပ်ပြီးမိတ်ဆက်ပေးပါဦးကဲဒီနေ့ဘာနဲ့စားမလဲဆိုတော့လေနှစ်ချမောင်လေးကိုပစုံလေးခတ်ထားပါတယ်ရှင်ပြီးတော့နန်းနန်းပင်လေးအုပ်ပြီးတော့ညသီးစင်းလေးပါထပ်ထည့်ထားပါတယ်နော်ရှယ်ရောဗျာကဲနောက်တစ်ခုကဒီနေ့မင်းမင်းတို့ငပိမစားတော့ဘူးနော်အဲ့ငပိရဲ့စားငပိတောင်လေးတော့အရေးလေးဖြစ်တော့ငပိတောင်လေးစားမှာပါလဲငပိတောင်လေးပါရှင်မွေးနေပဲညုတ်သီးစိမ်းရဲ့ညုတ်ကောင်းလေးပါထောင်းလာတော့မွေးပြီးတော့လေညုတ်ကောင်းနဲ့လည်းတော်တော်မွေးတယ်ဖိုက်ပူစားတယ်တော့ဆက်ရုံနေမဟုတ်ဒီတစ်ခါအပူပါထက်ထည့်ပဲပူပါထက်ထည့်ပဲညုတ်သီးနေမအားမရတော့ညုတ်ကောင်းပေါ်ထည့်ညုတ်ကောင်းမှထည့်ပြီးတော့လုပ်ပါဖြစ်စားမှာပေါ့ဗျာပြီးတော့လေပြီးတော့တိုးစရာတော့တငယ်ချင်းတို့ရေဒီမှာအစုံပါပဲเนาะဘာတွေပါလဲဆိုတော့ဒါကမစလီဖူးလေးကိုလေပြုတ်ထားတာပါမစလီဖူးပြုတ်လေးနဲ့စိတ်လေးเนาะဒါလေးဟုတ်တယ်ဒါလေးကတခွားသီးပါရှင်ခန်းကျွတ်သီးလေးရယ်တရက်ကင်းလေးရယ်ဒီဘက်ကတော့မင်းခွက်ရွက်လေးပါရှင်ကဲတငယ်ချင်းတွေကိုမိတ်ဆက်ပြီးပြီဆိုတော့လေတငယ်ချင်းတွေကိုထားကြည့်မယ်เนาะကြည့်ပါမယ်နိုင်လားโอเคနိုင်ပါပေါ့စားပါအောင်တငယ်ချင်းတို့ရေစားကြပါဦးခင်ဗျာကဲအဲ့ဒါဒီနေ့ကတော့မြစ်ချင်ပေါင်းပစုံခတ်အမှန်ကန်ဆွဲမယ်တရေပြောနေတယ်တရေမျိုးချခွက်ကိုချိန်တော့ပြီးတောင်းလေးနဲ့ဆိုခွက်တည်ပဲနော်တယ်ဟုတ်တယ်ပစုံလေးနဲ့ဆိုကဲဆွဲမယ်ဆိုတော့ကျွန်တော်အရင်ခပ်ပေးလိုက်မယ်ကဲစားပါဦးတကယ်ချင်းတို့ရေစားပါအောင်နော်မိုက်တယ်ဗျာမြစ်လေးနဲ့ညက်လေးရလဲမှုရနော်ကဲသမင်းခူးခတ်ပြီးသားတဲ့တငယ်ချင်းတွေရေတူစားမယ်နော်သမင်းမခုခတ်သေးတဲ့တငယ်ချင်းတွေလည်းသမင်းခူးပြီးတော့အတူတူစားကြရအောင်နော်မင်းသမီးကိုစောင့်နေဘိုက်တော်စားပါနိုင်တယ်တေးရကြစောင့်ကြတော့နှက်ပါတယ်အနံလေးရတယ်အရေးလေးနဲ့ဆန်းလိုက်အောင်ဒီလေးပါဆန်းโอเคချက်မောင်နိုင်တယ်ဒီနေ့ကတော့ဒီနှစ်ချက်မောင်ပစုံခတ်နဲ့မပြီးတောင်းနေနဲ့အမှန်ကန်အကြံဖန်မဟုတ်နော်အမှန်ကန်ဆွဲမှာဒီနေ့တကယ်ကျွန်တော်ချင်မောင်ရွက်ကြိုက်တယ်ဆိုတော့ချင်မောင်ရွက်တွေကလည်းမထွက်တော့ဟုတ်လေအကြိုက်ချင်းတူနေတာဟိုတကယ်ချင်းတွေကလည်းကြိုက်ကိုကလည်းကြိုက်တယ်ဆိုတော့တောင်းပါလေချင်မောင်ရွက်စေးတော့ဝင်တော့ဒီပြီးတော့ဒါပြီးတောင်းလေးပြီးတောင်းလေးโอเคစားမယ်မွေးနေရောမွေးတယ်တော်တော်မွေးတယ်ပြောနေပြန်မြည်ကြည့်လိုက်အောင်ပြေဦးတော့ဘယ်လောက်ဆက်လဲဆိုတော့ရောဒီမစလီဖူးလေးကိုဒါလေးနဲ့တူဒါလေးအရန်ကြိုက်တာဒါလေးကငပိရင်လေးနဲ့လည်းအရန်ကောင်းတာနော်လိုက်တယ်ဒီမစလီဖူးလေးကလေစိတ်ဒီကောင်ငရုတ်သေးတယ်မဟုတ်ငရုတ်ကောင်းပါတော့ပြီးတော့ပေါ့ရပြီးတောင်းလေးကိုအရင်မြည်ကြည့်မယ်ပြီးတောင်းလေးနဲ့ထမင်းလေးနဲ့ပြီးတောင်းလေးနဲ့နေလိုက်ပုံမွေးသွားတာငါငါပြီလေငယ်ဒီဒီပါက
对， လူလည်းငပိတော့ 不记得。 နော် 什么月里面年了不卖了，那不一样的。什么月里面200-300。 တော်တော်လိုက်ရမစလီဘူးတွေပါလေ ဟုတ်တယ် အရန်ကြိုက်တာ ဟိုတိုးစရာမစားဘဲနဲ့စမောင်ရွက်နဲ့အရင်ဆွဲမယ်တော်တော်လေးနဲ့အရေတောက်လေးနဲ့ရှက်လို့ရှက်လို့ ဟုတ်ကောင်း ဆွဲညအရေလေးနဲ့မိုက်တယ်ငငပိလေးနဲ့နဲ သမီးကလည်းစားနေတာနဲ့ဆန်းကျတူတူပဲကြိုက် ငါလူမိုက်တယ်ရေကောင်းလေးတဲ့ဘီရောင်းလေးတဲ့မဇလီဘူးနဲ့တလောက်ဆက်ဆက်လေးမဇလီဘူး ဆန်း ကောင်းလားကောင်းလား ပစုံလေးခတ်ထားပါတယ် လေးမြက်ကောင်းရလေးနဲ့ငယ်ဦးလေးကတော်တော်မိုက်တယ် ဆက်တယ်နော် တော်ဆက်တယ်ဘူးဒီလုံးလုံးကြတာချွေးတယ်ဘယ်လိုလဲမြက်မစလီဘူးကဘယ်လောက်မှမရဘူးခောက်ခုကောအရှိလေးနဲ့ဆိုတော့လေရှလို့ရှလို့ကဲအပြေတောင်ထိတ်ယူမယ်ပြီးတော့
我讲，没。ကဲအပီတော်လေးနည်းနည်းအပေးလိုက်အောင်ပဲကွာ နည်းနည်းမဟုတ်နော်များများအပ်ပြီးလို့ရ အနံ့လေးကလုံးအောင်ဆွဲဆောင်တယ် ဟုတ် အ လား စားပဲလည်းမနေနိုင် ဆက်တူမှာဆက်လဲဆက်တယ်မွေးနေတော့လည်းစားကျင်တယ်သူမှာဆွဲဟဲ့တူရတယ်လူကောင်တော့ပေးတာစားဦးကြီးတယ်မရအောင်ရှော့တွက်လို့မရအောင် စားလို့လည်းကောင်းကဲတကယ်ချင်းတို့ရေဒီနေ့တော့ဒီလောက်ပါပဲเนาะ အခုလို့ကျွန်တော်တို့အစီအစဉ်လေးကိုစုံနေကြည့်ရှုပေးသွားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ရှင် နောက်အစီအစဉ်လေးမှာ နောက်ဗီဒီယိုလေးနဲ့အတူ ပြန်လာခဲ့ပါဦးမယ်နော် အားပေးပါဦးရှင်ဘိုင်ဘိုင်